ပူဇနီယပူဇေတဗ္ဗပူဇာရဟဖြစ်တော်မူသောဖရာအမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏသံဃာအမြတ်ဆုံးယရဏမြတ်သုံးပါးတို့အားရိုသေမြတ်နိုးလက်ဆုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြသောကုသိုလ်ကံစေရနာတို့ကြောင့်အနိဋ္ဌဘေဒံယမံခတ်သိမ်းဘဝတိုင်းကင်းလွတ်ငြိမ်းချကုန်သည်ဖြစ်၍စောင့်ထိန်သီလဒါနစာဂီပါရမီကုသိုလ်မငြင်းညိုပဲဘုဘဝတူတို့နဲ့မဲ့ဖို့နိဗ္ဗာန်ကိုရလွယ်ယူလွယ်ရောက်လွယ်နိုင်ကြသည်ဖြစ်ကြပါစေကုန်ဘုံကကလေးတို့နဲ့တွေ့တဲ့အချိန်လေးမှာပထမဩဝါဒစကားလေးပြောပါမယ်နော်ပြီးတဲ့အခါကျတော့မိမိတို့ရင်ထဲနှလုံးထဲမှာမရှင်းလင်းသေးတဲ့မေးခွန်းများရှင်းလည်းပဲမေးဖို့အချိန်လေးပေးပါမယ်အခုလိုဒီလိုလူလောကမှာရောက်လာတဲ့အခါမှာလူတွေမှာအရွယ်၃မျိုးဆိုတာရှိတယ်ပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်အဲ့ဒီအရွယ်၃မျိုးထဲမှာခုလိုတက်တန်းဆောက်ရောက်လာတဲ့ကာလပိုင်းမှာဆိုလို့ရှိရင်ဆိုကြပါစို့နှစ်အစိတ်စီပိုင်းလိုက်မယ်ဆိုလို့ရှိရင်ပထမအရွယ်ဟာဝေးဖွားလာတဲ့အချိန်ကနေစပြီးတော့25နှစ်ဒါကိုပထမအရွယ်လို့ခေါ်ပါတယ်ပထမအရွယ်ဟာလူဘဝရောက်ရှိလာသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကြီးပွားတိုးတက်ဖွံ့ဖြိုးလာအောင်တည်ဆောက်နေတဲ့အချိန်ပိုင်းတည်ဆောက်လို့နောက်ဆုံးသက်စိတ်အရွယ်ရောက်သွားလို့ရှိရင်ပြည့်ပြည့်စုံစုံတည်ဆောက်ပြီးအပိုင်းလို့ဒီလိုဆိုအောင်နောက်26နှစ်ကနေစပြီးတော့ဟိုဘက်နှစ်အစိတ်50အထိအဲ့ဒါကိုဒုတိယအရွယ်ဒီလိုသတ်မှတ်အောင်ဒုတိယအရွယ်ရောက်လာတဲ့အခါကျတော့ကိုယ်ပတ်ဝန်းကျင်နဲ့ကိုယ်လူမျိုးအမျိုးဘာသာသာသနာလို့ဆိုတဲ့အများကောင်းကျိုးဆောင်ရွက်ရမယ့်အခြေအခါမျိုးဖြစ်တယ်။နောက်52နှစ်ကနေပြီးတော့85နှစ်ပိုင်းရောက်လာတဲ့အခါကျတော့ဥဆောင်မှုအပိုင်းရောက်ဆောင်ရွက်လုပ်ကိုင်တဲ့လုပ်ငန်းတွေဟာအထွတ်ထိပ်သို့ရောက်လာပြီးတဲ့နောက်အများကိုဥဆောင်မှုအတွေ့အကြုံတွေကိုပြောဆိုပြီးတော့လူလောကကြီးမှာရင့်ကျက်တဲ့အပိုင်းကိုဒီလိုပြောအောင်ခုတော့ကလေးတို့အရွယ်ဟာပထမအရွယ်ပိုင်းမှာရှိသည့်အတွက်ကြောင့်ကိုယ်ကာယအနေထားရောစိတ်ဓာတ်ရေးဆိုင်ရာရောပညာပိုင်းဆိုင်ရာရောလေ့လာသင်ယူနေကြရမယ့်အချိန်ပိုင်းဖြစ်တယ်လေ့လာသင်ယူရင်လက်တွေ့ကျင့်သုံးနေကြရမယ်အချိန်ပိုင်းဖြစ်တယ်။ဒါကြောင့်မလို့ဘုံဘုံအနေနဲ့ခုပြောချင်တာကဘုံဘုံတို့မြန်မာစကားထဲမှာမျိုးဘာသာသာသနာဆိုတဲ့စကားရှိတယ်။အမျိုးဘာသာသာသနာကိုယ့်ကိုပြန်မေးကြည့်ရင်ငါဘာလူမျိုးလဲလို့မေးလို့ရှိရင်ဒါမြန်မာလူမျိုးလို့ဒီလိုပြောမြန်မာလူမျိုးဆိုလို့ရှိရင်ကိုယ်အမျိုးကိုချစ်တဲ့စိတ်ကိုယ်မျိုးကိုချစ်တယ်ဆိုတာတခြားမျိုးမုန်းရမယ်လို့ဒီလိုဆိုတာမဟုတ်ဘူးကိုယ်မျိုးကိုချစ်ပြီးတော့ကိုယ့်ရဲ့ tradition ဓလေ့ထုံးတမ်းစဉ်လာများကိုမျက်နှိုးထပ်ဖို့မြန်မာလူမျိုးတွေဟာကမ္ဘာမှာရှိမယ်ဆိုလို့ရှိရင်အလွန်ကောင်းတဲ့ဓလေ့ထုံးတမ်းစဉ်လာတွေရှိတယ်။ဘာဖြစ်လို့လဲဆို
မြန်မာလူမျိုးတွေရဲ့စိတ်ထဲနှလုံးထဲမှာအလွန်ယဉ်ကျေးတဲ့ဗုဒ္ဓရဲ့တရားတော်တွေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတရိခိတ္တရာပြည်ခေတ်လောက်ကတည်းကရာစုနှစ်နဲ့ပြောမယ်ဆိုရင်900ရာစုနှစ်800ရာစုနှစ်လောက်ကအဲ့ဒီလောက်ကတည်းကမြန်မာလူမျိုးတွေဟာရင်ထဲနှလုံးထဲမှာဗုဒ္ဓရဲ့အဆုံးအမတရားတွေကိန်းဝတ်လာခဲ့သည့်အတွက်ကြောင့်မြန်မာယဉ်ကျေးမှုနဲ့ဗုဒ္ဓယဉ်ကျေးမှုကခွဲခြားလို့မရတော့အောင်ရှင်တွဲပြီးတော့နေတယ်မိမိရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေယူသိလေးစားမှုလူကြီးသူမစကားကိုယူသိလေးစားမှုမိမိတို့ကိုယ်ွယ်တဲ့ဘာသာတရားကိုလေးစားလိုက်နာမှုယဟန်တမြန်ကာများကိုယူသိလေးစားမှုအချင်းချင်းလေးစားမှုချစ်ခင်မှုရှင်တွဲမှုဆိုတာမြန်မာလူမျိုးတွေရဲ့အမတန်ချစ်ခင်စရာကောင်းတဲ့ကမ္ဘာမှာအလွန်ရှားတဲ့ tradition တစ်ခုဖြစ်တယ်အဲ့ဒီကိုလူမျိုးတွေရဲ့ tradition ကိုချစ်မြတ်နိုးတာဟိုဒါအမျိုးချစ်တယ်လို့ပြောအောင်ကို tradition ကိုမထိမ့်သိမ့်လို့ရှိရင်ဘယ်သူကလာထိမ့်သိမ့်မလို့ဘယ်သူကမှမထိမ့်ဘူးเนาะကိုလူမျိုးရဲ့ဓလေ့ထုံးတမ်းစဉ်လာကိုပဲထိမ့်ကြရမှာဖြစ်ပါတယ်ဒီကနေ့တောရွာတွေကိုသွားပြီးတော့ချိကြည့်လိုက်မြန်မာလူမျိုးစစ်တွေရဲ့တူရံမြင့်ကူညီမှုတယောက်ကိစ္စရင်တယောက်ဝိုင်းဝန်းကူညီမှုတရွာလုံးတူကိစ္စပေါ်ရင်တူအားလုံးဝိုင်းဝန်းကူညီနေကြတဲ့မြန်မာတွေရဲ့ထုံးတမ်းစဉ်လာတွေဟာဒီကနေ့အထိတချို့နေရာတွေမှာရှိတော့မှာအဲ့ဒီစဉ်လာတွေပျောက်ပြက်ပြီးတော့မသွားအောင်အခုကလေးတို့ဟာဒါ generation တစ်ခုလို့ပြောတာပေါ့နော်ကိုယ့်ရဲ့ generation တစ်ခုဖြစ်လာမျိုးဆက်သစ်တစ်ခုဖြစ်လာဒီမျိုးဆက်သစ်ဖြစ်လာတဲ့အခါကိုယ့်ရဲ့မျိုးဆက်သစ်အချိန်မှာအမတန်ကောင်းတဲ့အမွေအနှစ်တွေမပြောက်မပြတ်အောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့ဒါကိုအမျိုးချစ်တယ်လို့ပြောတာပါကိုအမျိုးချစ်ပြီးတော့ကိုယ့်ရဲ့ tradition ကိုထိမ့်သိမ်းပြီးတော့ကဘာမှာကိုလူမျိုးကိုဂုဏ်ယူဝင်ကြွားနိုင်တဲ့အနေအထားမျိုးရှိအောင်ထိမ့်သိမ်းဆောက်ရှောက်အောင်ကဘာမှာမြန်မာဆိုတာအမတန်ကောင်းတဲ့အစဉ်လာရှိတဲ့လူမျိုးညံ့တဲ့လူမျိုးမဟုတ်ဘူးအဲ့လိုအစဉ်လာကောင်းတွေရှိနေသည့်အတွက်ကြောင့်ဘုန်းတို့တွေ့ကြတဲ့နိုင်ငံခြားသွားတဲ့အခါတွေ့မြန်မာလူမျိုးတွေဟာ bright ဖြစ်တယ်ဆိုတာတကဘာလုံးကသိလက်ခံထားပါတယ်မြန်မာလူမျိုးတွေဟာတက်ကြွတယ်ပင်ကိုဉာဏ်အရေးချင်းတွေကောင်းတယ်ဆိုတာအများကအသိမှပြုတယ်အဲ့တော့ကိုယ်လည်းတို့ဟာလူညံ့မဟုတ်ဘူးမညံ့တဲ့လူတွေဟာညံ့မနေစေရအောင်တို့ကြိုးစားအားထုတ်ကြရမယ်ကိုယ့်ရဲ့အည်သွေးကိုတတိထားနေတာလည်းဒါအမျိုးချစ်တာလို့ခေါ်တာပေါ့နော်ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာထိမ့်သိမ်းဆောက်တာအမျိုးချစ်တယ်ဘယ်နေရာပဲသွားကိုယ့်ရဲ့ tradition ကိုမဖြောင့်ဖြက်တာမျိုးဏိတိကျမ်းမှာဆိုတဲ့စကားလေးတစ်ခုမြတ်လေးပန်းလေးကိုကလေးတို့မြင်ဘူးကြပါလိမ့်မယ်ထင်ပါတယ်မြတ်လေးပန်းဟာ2မျိုးရှိတယ်လို့တော့ပြောတယ်အဲ့ဒီမြတ်လေးပန်းပွင့်လေးတွေဟာဘယ်တော့မှကျွေမကြတဲ့မြတ်လေးပန်းရှိတယ်မြတ်လေးပန်းပွင့်လေးတွေဟာတဲ့ခေါင်းပေါ်မှာတយុတရပံမဲ့လူရှိလို့ရှင်အဲ့ဒီခေါင်းပေါ်မှာနေပံမဲ့လူမရှိလို့ရှင်အပင်မှာပဲအချောက်ခံတယ်ဆိုတဲ့စကားလေးရှိတယ်အောက်ကိုတော့ကျွေမကြဘူးတဲ့ဒါမြတ်လေးပန်းရဲ့ခုံတတ္တိလေးပေါ့မြန်မာလူမျိုးဟာလည်းပဲထို့တူပဲဘယ်နေရာဘယ်နိုင်ငံဘယ်နေရာပဲရောက်ဘယ်လူမျိုးတွေရဲ့ဈာမှာပဲနေကိုယ့်ရဲ့ tradition ကိုယ့်ရဲ့ဇာတိမှန်မစွန့်လွတ်ဘူးပင်ကိုအည်ချင်းတွေပြည့်ရင်းတော့မလုပ်ဘူးလို့ဆိုတာဒါကိုအမျိုးချစ်တယ်လို့ပြောတာเนาะအမျိုးဘာသာသာသနာဘာသာဆိုတာမြန်မာလူမျိုးတွေဟာယဉ်ကျေးမှုနဲ့ခွဲမရလောက်အောင်ကိုးကွယ်လာခဲ့တဲ့ဘာသာဟာဗုဒ္ဓဘာသာပဲရှေးမြန်မာလူမျိုးကြီးတွေကသာဂီမျိုးဟိဒုဗမာဆိုပြီးကြွေးကြော်ခဲ့ကြတယ်မြန်မာလူမျိုးနဲ့သာခိယလူမျိုးနဲ့ဘယ်လိုဆိုင်တယ်လဲလို့ဆိုလို့ရှိရင်
လွန်ခဲ့တဲ့အတိတ်ကိုမကြည့်နဲ့ဒီကနေ့တัจจသူတို့အတန်နဲ့ဆိုရင်စက္ခယလို့ခေါ်တယ်ဟိုနီပေါနိုင်ငံမှာစက္ခယလူမျိုးတွေရှိတယ်အဲ့ဒီလူမျိုးတွေဟာမြန်မာလူမျိုးနဲ့တထေရတဲ့တပုံစံနဲ့တူတယ်ရေကြီးရမျက်နှာရပြောင်းရွှေ့ပြီးတော့လာချတာဘုန်းတို့နီပေါနိုင်ငံရောက်တဲ့အခါကျတော့အဲ့ဒီတัจจလူမျိုးတွေဟာဘယ်ကနေဆက်လာတာတော့လို့မေးလိုက်တော့တိဘက်တိုဘာမင်းဆိုတဲ့အမျိုးတွေကဆက်သွင်းလာတယ်လို့ဒီလိုပြောတယ်ဘုံဘုံတို့မြန်မာသမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းမြန်မာလူမျိုးဟာတိဘက်တိုဘာမင်းကဆက်သွင်းလာတာအဲ့ဒါကြောင့်မို့လို့နည်းနည်းပါးပါးလေ့လာပြီးတော့ကြည့်လိုက်လို့ရှိရင်ဘာသာစကားဟာသွားတူးနေတာရှိတယ်တခဏလောက်လေ့လာကြည့်တာနဲ့အများသုံးတဲ့ဘာသာစကားတူးနေတာဘာတွေတူတုံးဆိုရင်မြန်မာလူမျိုးတွေကလမ်းလို့ပြောတာသူတို့ကလည်းလမ်းပဲဒီကမီးဆိုတာသူတို့လည်းပဲမီးပဲဒီကငါးရေထဲကငါးပဲဖြစ်စေနံပါတ်5ပဲဖြစ်စေသူတို့လည်းငါးပဲစကားတွေလုံးဝတူးနေတာရှိတယ်နော်လုံးဝတူးနေတာရှိတော့ရှေးလူကြီးတွေပြောခဲ့တဲ့တာဂီမျိုးဟိဒုပမာဆိုတာအလဟတပြောခဲ့တာမဟုတ်ဘူးတနည်းအားဖြင့်မြန်မာလူမျိုးတွေဟာဟိုတိဘက်တို့ကုန်းမြင့်ကနေပြီးတော့တိဘက်တန်ကုန်းမြင့်ကမိုက်ဂရိတ်လုပ်ပြီးတော့ဒီကိုတစ်ဖြည်းဖြည်းရှေ့ရွေ့ရှားပြီးတော့ရောက်ရှိလာတာအဲ့တော့ပင်ကိုအားဖြင့်ဘယ်လိုပဲဖြစ်ဖြစ်အနေထားဟာဘုရားမြတ်စွာရဲ့ဆွေတော်မျိုးတော်တွေလို့ဒီလိုပြောနိုင်ပါတယ်နော်တနည်းအားဖြင့်ကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာသွေးသားကနေပြီးတော့ဘုရားရဲ့ယဉ်ကျေးမှုတွေကိုကိန်းအောင်မိမိတို့ရဲ့နှလုံးထဲမှာယဉ်ကျေးမှုတစ်ခုအနေနဲ့လက်ခံထားတာအဲ့ဒီကိုယ်ဘာသာဟာဘာလို့ဆိုရင်ဗုဒ္ဓဘာသာအဲ့ဒီဗုဒ္ဓဘာသာဟာကိုယ်ွယ်မှုဆိုတဲ့အခြားဘာသာတွေနဲ့တူသလားလို့ဆိုတော့တချို့ကပြောလို့ရှိတယ်လောကမှာဖယားဆိုတာတဆူတည်းပဲရှိတယ်အကုန်တူတူပါပဲလို့ရောပြီးတော့ပြောတတ်တယ်ကလေးတို့စဉ်းစားရမှာဘယ်ဖယားကိုရည်ညွှန်းတာလဲလို့မေးဖို့လိုတယ်ဖယားလို့နာမည်ခန္ဓာတွေအများကြီးရှိတယ်နော်ဖယားဆိုတဲ့နာမည်ခန္ဓာတွေအများကြီးရှိတယ်ဖယားဆိုတာမျိုးဟာကရုဏာရှိရမယ်ပညာရှိရမယ်ဘာရှိရမှာနော်ကရုဏာဆိုတဲ့နေရာမှာတာမန်ကရုဏာမဟုတ်ဘူးမဟာကရုဏာပညာကလည်းမဟာပညာပညာရှိတယ်ကရုဏာရှိတယ်ကရုဏာမရှိလို့ရှိရင်ရက်စက်တတ်တယ်ပညာမရှိလို့ရှိရင်ကရုဏာသာရှိပြီးပညာမရှိလို့ရှိရင်လမ်းမှန်ကိုမပေးနိုင်ဘူးကရုဏာရောပညာရောနှစ်ပါးစုံရမယ်ဖယားမှန်ရင်ကရုဏာရောပညာရောနှစ်ပါးစုံမှဖယားဖြစ်ပါတယ်တခြားအည်သွေးတွေလည်းရှိသေးတယ်နော်ရက်ဆက်ပြီးတော့ဓာန်ခတ်တယ်ဆိုတာတော့ဘုရားမဟုတ်ဘူးအဲ့ဒါရသော်ဘုရားမှာတတ္တဝါတို့ဆင်းရဲဒုက္ခရောက်နေတာကိုအာလုံးအပေါ်မှာအကျဉ်းနာထားတာကရုဏာထိုဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်လမ်းကိုညွှန်နိုင်တဲ့လမ်းမှန်ကိုသိတာကပညာကရုဏာပညာနှစ်ခုပေါင်းစပ်လိုက်မှတကယ်ဖရာအစဉ်လူလောကမှာခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲကရုဏာလည်းရှိရမယ်ပညာလည်းရှိရမယ်ပညာတော့ရှိတယ်ကရုဏာမရှိဘူးဆိုကောက်ချစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပညာတော့ရှိတယ်ကရုဏာမပါဘူးရက်စက်တယ်ကရုဏာတော့ရှိတယ်ပညာမရှိဘူးလမ်းမှန်ကိုမသိဘူးတလွဲတွေလုပ်တယ်အဲ့ဒါမျိုးမဖြစ်ရအောင်ဒီဗုဒ္ဓမြတ်စွာပညာလည်းရှိတယ်ကရုဏာလည်းရှိတယ်မဟာကရုဏာနဲ့မဟာပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အများပေါ်မှာလည်းအကျဉ်းတရားချီးမားတယ်အကျဉ်းတရားချီးမားတဲ့အတိုင်းမှန်ကန်တဲ့လမ်းကိုလည်းညွှန်ပြနိုင်တယ်ဗုဒ္ဓမြတ်စွာကိုယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေတခြားဘာသာနဲ့မတူတဲ့အချက်ကလေးကိုလည်းကလေးတို့သိဖို့လိုတယ်ဘုရားဘာသာတွေဆုတောင်းတယ်တခြားဘာသာဝင်တွေလည်းဆုတောင်းကြတယ်တ
တခြားဘာသာဝင်ဆုတောင်းတာကရလို့မှုတွေဆုတောင်းကြတာများတယ်ဘုရားဘာသာဆုတောင်းတဲ့တခြားဘာသာဆုတောင်းတာကိုတူတယ်လို့မထင်နဲ့ဘုရားဘာသာတွေဆုတောင်းလို့ရှိရင်ဘယ်လိုဆုတောင်းကြတော့ဒီယနေ့ပြုရသောကုသိုလ်ကောင်းမှုကံကြောင့်ဆိုဒီလိုပါတယ်နော်တချို့တော့မဟုတ်ဘူးတခြားဘာသာတွေမှာဆိုလို့ရှိရင်အဖဖရာသခင်ကယ်တော်မူပါဆင်းရဲဒုက္ခကလွတ်မြောက်ဘာလို့တယ်တော့မပါဘူးအဲ့ဒါဟုတ်လားခွင့်လွတ်တော်မူပါဒါပဲဆုတောင်းတယ်ဆိုတာဘုရားဘာသာကအဲ့လိုမဟုတ်ဘူးကိုယ်လှုပ်အားအတွက်ကိုယ့်ရဲ့လူချင်တာကိုရည်ညွှန်းတာတောင်းယူတဲ့ဆုတောင်းမဟုတ်ဘူးနော်တောင်းယူတဲ့ဆုတောင်းမဟုတ်ဘူးကိုယ်လှုပ်အားဟာကုသိုလ်ကောင်းမှုတစ်ခုလုပ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုဟာဘာအတွက်ဖြစ်ခြင်းပါလဲအလုပ်လုပ်ပြီးတော့မှပြောတဲ့စကားမျိုးမတူဘူးလှုပ်ချင်တာတွေလုပ်ပြီးတော့ဒူးထောက်ပြီးတော့ခွင့်လွတ်ပါဆိုတာမျိုးမဟုတ်ဘူးအေးဒါကြောင့်မို့လို့အသွင်တန်တန်ချင်းဟာအနှစ်သာရချင်းဟာလုံးဝကွဲခြားတယ်ဆိုတာကိုကလေးတို့ဘယ်ရာပဲဖြစ်ဖြစ်လေးလေးနက်နက်စဉ်းစားတတ်ကြရမယ်နော်လေးလေးနက်နက်စဉ်းစားတတ်ကြအဲ့ဒါလိုလေးလေးနက်နက်စဉ်းစားပြီးတော့လက်ခံတတ်လာလို့ရှင်ဒါအမျိုးဘာသာသာသနာကိုချစ်မြတ်တယ်တန်ဖိုးထားတတ်တယ်လို့ဒီလိုဆိုလို့ဘယ်ရာပဲဖြစ်ဖြစ်စဉ်းစားတတ်ဖို့လိုပါတယ်မိမိရဲ့ tradition နဲ့မှလည်းပဲကောင်းတဲ့ tradition ရှိသလိုမကောင်းတဲ့ tradition လည်းရှိကောင်းရှိလိမ့်မယ်ကောင်းမကောင်းဆိုတာဘာနဲ့တိုင်းတာရသလဲကောင်းမကောင်းဆိုတာမှာပေရန်လေး criteria စာမှတ်ကြောက်ကလေးတစ်ခုတော့ကိုယ်မှာရှိထားရမယ်နော် criteria ရှိရမယ်စံလေးတစ်ခုမှတ်ထားရမယ်ဘယ်အရာပဲဖြစ်ဖြစ်ကောင်းတဲ့အရာမကောင်းတဲ့အရာလှုပ်တဲ့အရာလှုပ်တဲ့အရာဒီလိုနှစ်ခုခွဲပြီးတော့ကြည့်မယ်ဆိုရင် criteria ဘာဖြစ်မလဲလို့ဆိုလို့ရှိရင်လှုပ်တဲ့အရာဆိုတာဘာလဲလှုပ်တဲ့အရာဆိုတာမိမိကိုလည်းထိခိုက်နစ်နာမှုမဖြစ်စေဘူးသူတစ်ပါးတွေကိုလည်းထိခိုက်နစ်နာမှုမဖြစ်စေဘူးနှစ်ဦးလုံးကိုထိခိုက်နစ်နာမှုမဖြစ်စေဘူးဆိုတဲ့အလုပ်ဟာလှုပ်တဲ့အလုပ်စံထားရမှာအဲ့ဒါနဲ့ပဲစံထားကိုလှုပ်တဲ့လုပ်ငန်းတစ်ခုဟာကိုယ့်ကိုထိခိုက်သွားရင်ထိခိုက်တယ်ဆိုတာရရှိရမယ့်အကျိုးတွေလက်လွတ်သွားလို့ရှိရင်လည်းထိခိုက်တယ်လို့ခေါ်တယ်နော်ရရှိတဲ့နာတွေမရရှိတော့ဘူးဆိုလို့ရှိရင်ထိခိုက်တယ်လို့ခေါ်တယ်အဲ့တော့ကိုယ့်အတွက်ထိခိုက်တယ်သူတစ်ပါးအတွက်ထိခိုက်တယ်နှစ်ဦးသားလုံးအတွက်ထိခိုက်တယ်ဆိုရင်မလုပ်တဲ့အလုပ်ကိုယ်လည်းမထိခိုက်ဘူးသူတစ်ပါးလည်းမထိခိုက်ဘူးနှစ်ဦးလုံးကိုမထိခိုက်ဘူးမထိခိုက်တဲ့အပြင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတယ်ဆိုရင်ဒါလုပ်တဲ့အလုပ် criteria အနေနဲ့ဒီလိုမှတ်ရမှာဒါမှတ်ကြောက်လို့ခေါ်တာပေါ့ဒါဘုံဘုံအနေနဲ့ပြောတာမဟုတ်ပါဘူးဘုံဘုံတို့ပိဋကစာပေထဲမှာအတ္တဗျာပါဒာယပိတံဝတ္တတိပရဗျာပါဒာယပိတံဝတ္တတိဥပယဗျာပါဒာယပိတံဝတ္တတိဆိုပြီးတော့ဒီ criteria ကိုဘုရားမြတ်စွာကိုယ်တိုင်ဟောထားခဲ့တာပါဒါနဲ့တိုင်းတာရမှာကဲအတိုင်းတာလေး၃ခုကိုလုပ်တဲ့လုပ်ငန်းတစ်ခုသည်ကိုယ့်ကိုထိခိုက်သလားသူတစ်ပါးကိုထိခိုက်သလားနှစ်ဦးလုံးကိုထိခိုက်သလားလို့မစဉ်းစားသင့်ဘူးလားအေးထိခိုက်တယ်ဆိုတဲ့နေရာမှာဆိုတော့ဘုံဘုံဥပမာတစ်ခုပြောပြမယ်မူရစေဝါသုံးဆွဲတယ်အရက်သေးစားတောက်စားတယ်ဆိုတော့တချို့ပုဂ္ဂိုလ်တွေပြောတာရှိတယ်အရက်တောက်ပြီးတော့မဆဲဘူးမဆိုဘူးကိုယ့်ဘက်ကိုဘိုက်မှောက်ပြီးတော့အိတ်နေတယ်ပြစ်မရှိဘူးလို့ထင်ကြတယ်နော်အရက်တောက်ပြီးတော့တချို့ကအရက်ထဲမှာဆဲတယ်နှောက်ယှက်တယ်ရန်ဖြစ်တယ်ဒါတယောက်တချို့ကျတော့အရက်သေစာတောက်စားပြီးတော့ကိုယ့်ဘက်ကိုငြိမ်ငြိမ်လေးနေတယ်ဒါတယောက်အဲ့ဒီနှစ်မျိုးထဲမှာတချို့ကအေးကိုကြိုက်လို့ကိုတောက်ဘိုက်မှောက်အိတ်နေဘာမှမဆူနဲ့မညံနဲ့ပြင်းမရှိဘူးလို့ထင်တယ်နော်ကဲစဉ်းစားကြည့်စမ်းအရက်သေးစာတောက်စားမူရစ်ပြီးတော့အဲ့လိုနေတဲ့လူတယောက်ဟာထိုအချိန်တွင်းမှာသူရတဲ့
အတတ်ပညာအသိပညာစီးပွားဥစ္စာရနိုင်သေးရဲ့လားမရရင်ဘယ်သူထိခိုက်တာတော့သူ့ထိခိုက်ကိုထိခိုက်တဲ့အလုပ်ဆိုခုနဆန်နဲ့တွားတွက်လို့ရှိရင်ဒါကောင်းတဲ့အလုပ်လို့ခေါ်မလားခေါ်ဘူးကောင်းတဲ့အလုပ်မဖြစ်ဘူးဒီဟာနော်သူများအတွက်အနှောက်အယှက်မဖြစ်တော့လဲကိုယ်အနှောက်အယှက်ဖြစ်သွားပြီကိုယ်အတွက်ဆုံးရှုံးသွားပြီတက်ရမယ့်ပညာတွေမတက်လိုက်ရဘူးအဲ့ချိန်မှာအဖို့တန်ပညာတွေကိုမရလိုက်ဘူးအဖို့တန်အသိဉာဏ်တွေမရလိုက်ဘူးတန်ဖိုးရှိတဲ့အချိန်တွေအတွင်းမှာစီးပွားဥစ္စာမရလိုက်ဘူးတန်ဖိုးရှိတဲ့အချိန်တွင်းထဲမှာကုသိုလ်တွေမရလိုက်ဘူးဆုံးရှုံးသွားတယ်ဒါလည်းဆုံးရှုံးမှုလို့ခေါ်တယ်ပိုက်ဆံနေငွေကြေးတနာတွေဆုံးရှုံးမှဆုံးရှုံးတာမဟုတ်ဘူးလူလောကမှာငွေကြေးတနာဟာတကယ်အနှစ်သာရမဟုတ်ဘူးတကယ်အနှစ်သာရဟာဗုဒ္ဓမြတ်စွာကပညာနရဏံယတနာနဲ့လူတွေရဲ့တကယ်အနှစ်သာရယရဏဟာအသိပညာအတတ်ပညာပဲနော်အဲဒါကြောင့်မလို့အဲ့ဓာတွေဆုံးရှုံးသွားရင်တကယ်ဆုံးရှုံးမှုကိုယ့်ကိုမထိခိုက်ဘူးလားထိခိုက်တယ်ကိုယ်ထိခိုက်တာနဲ့တပြိုင်နဲ့သူတစ်ပါးကိုရောတစ်ဖက်တစ်လမ်းအားဖြင့်တိုက်ရိုက်မဟုတ်တော့ထိခိုက်သွားနိုင်သေးတယ်သူ့မှာမိသားစုရှိတယ်ဆိုလို့ရှိရင်သူလုံးရမဲ့ဂျူတီတွေသူမလုံးသည့်အတွက်ကြောင့်မိသားစုမှာတာဝန်ပြမသွားဘူးဟောဒီဟာသူများထိခိုက်တယ်လို့ခေါ်တာပေါ့သူလုံးရမဲ့အလုပ်တွေမလုပ်တော့ကျန်တဲ့လူတယောက်ကသူ့တာဝန်မှာနှစ်ထပ်ကွမ်းလုံးနေရတယ်ဟုတ်ကလားသူ့တာဝန်ကြီးပါလေးမသွားဘူးလားမိသားစုတွေလေးသွားတော့မိသားစုမှာလည်းသူ့မှာကိုယ်ပိုင်အချိန်တွေလက်လွတ်ဆုံးရှုံးသွားတယ်နော်ဆုံးရှုံးမှုတွေရှိတယ်ငွေကြေးဆုံးရှုံးမှဆုံးရှုံးတာမဟုတ်ဘူးအချိန်ဆုံးရှုံးတာလည်းဆုံးရှုံးတာပဲနော်အေးအဲ့ဒါနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဆုံးရှုံးမှုတွေမြောင်များစွာရှိပါတယ်မူရစေဝါသုံးစားပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်တည်းပညာဘက်ကဆုံးရှုံးသွားတယ်အချိန်တွေဆုံးရှုံးသွားတယ်စီးပွားဥစ္စာတွေဆုံးရှုံးသွားတယ်ဆုံးရှုံးသွားသည့်အတွက်ကြောင့်သူ့အတွက်လိုက်ပြီးတော့လုပ်နေရတဲ့မိသားစုတွေမှာလည်းအချိန်ဆုံးတယ်ငွေဆုံးတယ်ဟောအကုန်လုံးဆုံးရှုံးနေတာကြတယ်အဲ့တော့ကိုယ်လည်းထိခိုက်တယ်သူတစ်ပါးလည်းထိခိုက်တယ်ဆိုရင်နှစ်ဦးသားလုံးထိခိုက်တာပဲမဟုတ်လားအေးဒါကြောင့်မို့လို့ဒီလုံဟာမလုံးတဲ့အလုပ်လို့ဒီလိုသတ်မှတ်ပါတယ်အေးလုံးတဲ့အလုပ်ဆိုတာကောင်းတာတွေလုပ်လာလို့ရှိရင်မိမိအတွက်လည်းအကျိုးရှိတယ်မိသားစုအတွက်လည်းအကျိုးရှိတယ်နှစ်ဦးနှစ်ဝအားလုံးကိုအကျိုးရှိတယ်ဆိုရင်ဒါကောင်းတဲ့အလုပ်လို့ဒီလိုသတ်မှတ်တယ်အေးဒါကြောင့်မို့လို့ဘုရားမြတ်စွာသာသနာမှာခုလိုအမျိုးကိုချစ်တယ်ဘာသာသာသနာကိုချစ်တယ်ဆိုတာအခုလိုကောင်းတဲ့အဆုံးအမတွေရရှိလို့ချစ်ခင်တာလို့ဆိုလိုတယ်တန်ဖိုးထားတာကိုချစ်တယ်လို့ပြောတာဒီနေရာမှာနော်ကိုယ်အမျိုးကိုချစ်ပြီးတော့သူများအမျိုးကိုဆန့်ကျင်မဲ့လှုပ်ထားကြတော့ဒီဟာကမျိုးချစ်လို့မခေါ်နိုင်ဘူးနော်မျိုးချစ်လို့မခေါ်နိုင်ဘူးကိုယ်မျိုးချစ်တယ်ဆိုတာကိုယ့်ဘာကိုထိမ့်သိမ်းဆောက်ရှောက်ပြီးကိုယ့်အကိုကြီးပွားတိုးတက်အောင်လှုပ်ခွင့်ရှိတယ်သူတစ်ပါးကိုအနှောက်အယှက်ပေးဖို့မလုပ်ရဘူးလှုပ်ခြင်းအားဖြင့်သူတစ်ပါးကိုထိခိုက်နစ်နာစေတယ်ဆိုတော့မကောင်းတဲ့အလုပ်လို့ပဲဒီလိုပြောရမှာပါအေးအားလုံးနောက်တစ်ခုကုသိုလ်အကုသိုလ်ဗမာလူမျိုးပြောဆိုရှိကြတယ်ဟေးကုသိုလ်ရတယ်ကုသိုလ်ရတယ်ကဲကုသိုလ်ရတယ်ဆိုတာကလေးတို့ဘာရတာကိုပြောတာတော့ပတ်စံရတယ်ဆိုရင်တော့သိတယ်လက်ထဲမှာဟုတ်လားပတ်စံနေတစ်ထုပ်ကြီးရသွားဝေရတယ်ဆိုရင်သိတယ်ကုသိုလ်ရတယ်ဆိုတာဘယ်လိုရတာတော့ကုသိုလ်ဆိုတာဘယ်လိုဟာတော့ဆိုတာဒါစဉ်းစားဖို့လိုတယ်နော်ကုသိုလ်ဆိုတာပါဠိကုသလဆိုတဲ့စကားလားကုသလဆိုတဲ့ပါဠိစကားကိုမြန်မာမှုကုသိုလ်လို့တင်ပြုထားတာအဓိပ္ပာယ်မပြန်ပဲနဲ့ကုသိုလ်လို့ဆိုထားတာအဲ့တော့ဒီစကားလုံးလေးကိုအဓိပ္ပာယ်ရှင်းရမယ်ဆိုရင်ကုရဲ့တလရဲ့နှစ်မျိုးခွဲလိုက်ပါကုရဲ့အဓိပ္ပာယ်ကအစိုးတရားများတဲ့ပါတယ်တော့အစိုးတရားများတလဆိုတာဖယ်ရှားဖြည့်ဆည်းနိုင်တဲ့သဘောတရားအစိုးတရားတွေကိုဖယ်ရှားနိုင်တဲ့အရာကိုကုသိုလ်လို့ခေါ်တာနော်ကုဆိုတာအစိုးတရားတွေမကောင်းကျိုးကိုပေးတတ်တဲ့တရားတွေဟာအဆိုးတရားတွေပဲဘာတွေတုံးလို့ဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေလောဘဆိုတာပြောနေကြလို့လောဘဆိုတာထိမ့်သိမ့်ရှိရင်လောဘဟာကောင်းကျိုးပေးသလားလို့ဆိုရင်ဘယ်လောဘမှာကောင်းကျိုးတော့မပေးဘူး
လောဘရှိနေသည့်အတွက်ကြောင့်သူများမထိခိုက်တော့ကိုယ်တော့ထိခိုက်နေတာပဲဆိုတော့အရာဝတ္ထုတစ်ခုကိုမိမိကတတ်မဲ့နေတယ်လိုချင်နေတယ်အဲ့ဒီလိုချင်နေတဲ့အရာဝတ္ထုလေးတစ်ခုဟာဒါကိုယ်မှာလောဘဖြစ်နေအဲ့ဒီလောဘဖြစ်နေသည့်အတွက်ကြောင့်ဒါလေးကိုရလို့ရှိရင်သိမ့်ပိုက်ထားပြီးတော့အကုသိုလ်တွေဘာတွေဖြစ်လာတော့ဆိုရင်သူများထိမှမကြိုက်တာတို့ဖြစ်လာတယ်နော်ကိုယ်ပစ္စည်းလေးကိုသူများထိမှမကြိုက်လာတာဒီပစ္စည်းလေးမတော်တဆပြောက်သွားလို့ရှိရင်ဝမ်းနေရတာတို့ကောင်းတာတွေမလာဘူးနော်လောဘဆိုတာ attachment ပေါ့တွေ့တာနေတဲ့အရာလေးတစ်ခုအခုဘုံကိုတွေ့တာမိပြီဆိုလို့ရှိရင်စိတ်အေးချမ်းမှုတွေနံပါတ်1ဆုံးရှုံးသွားတယ်တွေ့တာမှုကိုအကြောင်းပြုပြီးတော့စိတ်အေးချမ်းမှုတွေဆုံးရှုံးသွားတယ်အဲ့ဒီဆုံးရှုံးသွားတာဟာငြိမ်းချမ်းမှုကိုယ့်ရဲ့စိတ်အေးချမ်းမှုဆုံးရှုံးသွားစေတာဆိုအကောင်းလားအဆိုးလားအဆိုးပဲနော် where there is attachment there is worry attachment ရှိတဲ့နေရာမှာ worry ဆိုတာလာတယ်နော်စိတ်တောကဟာတွေ့တာတဲ့နေရာမှာရှိအတွေ့တာမရှိရင်စိတ်တောကမရှိဘူးတွေ့တာတဲ့နေရာမှာစိတ်တောကဖြစ်တယ်ကိုလိုချင်နှစ်သက်လာတဲ့ပစ္စည်းလေးတစ်ခုအဲ့ဒီပစ္စည်းလေးတစ်ခုပျောက်သွားရင်စိတ်မဆင်းရဲဘူးလားအေးအဲ့ဒီတဲ့တန်မိုးရှိတဲ့ပစ္စည်းကိုနဲ့မဆိုင်ဘူးသူများပစ္စည်းကိုကလည်းမတွေ့တာဘူးအဲ့ဒီပစ္စည်းကိုရှိတာမဟုတ်ဘူးအဲ့ဒါပျောက်သွားတဲ့အခါကျတော့စိတ်ဆင်းရဲလားဘာဖြစ်လို့မတွေ့တာလို့ကိုလောဘကိုပစ္စည်းမဟုတ်တော့ကိုကလောဘမဖြစ်ဘူးဟုတ်တယ်မဟုတ်လားတွေ့တာပြီးတော့မထားဘူးတွေ့တာပြီးမထားသည့်အတွက်ကြောင့်ကိုနဲ့လောဘနဲ့ဆက်ဆက်မထားဘူးဆက်ဆက်မထားသည့်အတွက်ကြောင့်တောကဖြစ်ကြလားအေးမဖြစ်ဘူးအဲ့ဒီသဘောလေးတွေကိုစဉ်းစားပြီးတော့ကြည့်အဲ့တော့ဒီလောဘလေးဟာအကောင်းလားအဆိုးလားလို့မေးလိုက်လို့ရှိရင်အ ਨੇ ဆုံးလောဘလေးရှိရင်ကိုယ်မှနောက်က worry ဆိုတာလာတော့တာပဲစိတ်ငြိမ်းချမ်းမှုကိုဖြစ်စည်းတတ်တဲ့သဘာဝတရားလေးတစ်ခုဖြစ်လာလောဘဒီတဲ့ကြီးလာပြီဆိုလို့ရှိရင်ဘာဖြစ်တုံနော်လောဘကြီးလာပြီကိုယ်ပစ္စည်းတွေမကဘူးသူများပစ္စည်းပါရချင်လာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လာတော့တခိုးဘဝဓမြဘဝမရောက်ဘူးလားအေးလောဘကိုမထိန်ဘူးဆိုလို့ရှိရင်ကြီးလာတာနဲ့တကြိုင်နဲ့ကိုယ်ပစ္စည်းတွေမကဘူးသူများပစ္စည်းပါလိုချင်လာတဲ့လောဘအဲ့ဒီလောဘကြတော့ပို့ပြီးတော့ပြဿနာတွေနောက်ဆက်တွဲလိုက်လာတယ်ဟုတ်ကဲ့လားဒါကြောင့်မို့လို့အဲ့ဒီလောဘကိုကုအဆိုးတရားလို့ခေါ်တယ်ဒေါသရဲ့အဆိုးတရားဆိုတာလူတိုင်းသိတယ်နော်စိတ်ဆိုးလာတာနဲ့တကြိုင်နဲ့ငြိမ်းချမ်းတဲ့စိတ်အခြေလေးပြတ်မသွားဘူးလားပြတ်သွားတယ်အဲ့ဒါကြောင့်မို့လို့ဒေါသဖြစ်လာတဲ့တကြိုင်နဲ့လူရဲ့ခန္ဓာကိုယ်ဟာအခြေအနေတွေအကုန်ပြောင်းသွားတယ်နော်တုံတုံဆက်ဆက်ဖြစ်လာတယ်ဗဇက်ကမပြောသင့်တာတွေပြောလာတယ်လက်ကမလုံးသင့်တာတွေလုံးလာတယ်ဟောဒေါသရဲ့အရှိန်ကောင်းတာတစ်ခုမှမဖြစ်ဘူးဒေါသဖြစ်လာတာနဲ့တပြိုင်နက်မကောင်းတဲ့အဆိုးတွေဖြစ်လာတယ်ဒါဖြင့်မောဟကဘယ်လိုအဆိုးကိုလှုပ်ထားတုံးဆိုဘာလှုပ်တဲ့လဲဘာမလှုပ်တဲ့ဘူးလားလို့မသိတာမောဟလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားမသိတဲ့မောဟဖြစ်လာပြီဆိုရင်ဘာဖြစ်လဲမလှုပ်တဲ့နာတွေလှုပ်မိတယ်လှုပ်တဲ့နာတွေကြတော့မလှုပ်မိဘူးမလှုပ်တဲ့နာလှုပ်မိရင်လည်းပဲပြဿနာလှုပ်တဲ့နာတွေမလှုပ်လို့ရှိရင်လည်းဆုံးရှုံးမှုဟာပြဿနာပဲဟောနှစ်ခုစလုံးအကောင်းရှိရလားရှိပါဘူးအေးဒါကြောင့်မို့လို့အချုပ်အားဖြင့်ဒီလောဘတို့ဒေါသတို့မောဟတို့ကိုကုအဆိုးတရားလို့ဒီလိုပြောတာပါဘုရားမြတ်စွာရဲ့တရားဓမ္မတွေဟာလက်တွေ့သိရှိနားလည်နိုင်တဲ့သဘောတရားတွေကြီးပဲเนาะနောက်ဆိုးတဲ့တရားနှစ်ခုရှိသေးတယ်အိတ်တာနဲ့မစ္စရိယအိတ်တာ jealousy လို့ခေါ်တယ်လူတယောက်အောင်မြင်သွားတယ်ကိုယ်တန်ငယ်ချင်းတယောက်ဆောင်ဝဲအောင်တယ်မနာလို့ဖြစ်တယ်เนาะအိတ်တာလို့ခေါ်တယ်ကိုအောင်တယ်သူများကိုမအောင်စေခြင်းဘူးမစ္စရိယလို့ခေါ်တယ်အဲ့ဒီအိတ်တာမစ္စရိယဆိုတဲ့တရားနှစ်ခုဟာလည်းငြိမ်းချမ်းမှုကိုဖျက်ဆီးတတ်လို့သူတို့ကိုလည်းပဲအဆိုးတရားလို့ခေါ်တယ်အဲ့ဒီအဆိုးတရားတွေကိုဖယ်ရှားပြတ်နိုင်တဲ့တရားမျိုးကိုကုသလကုသိုလ်လို့ခေါ်တယ်အဲ့တော့ကုသိုလ်ဆိုတာအန္တိဘောဓိတုလို့ပေါ့ဆိုးတရားတွေကိုဖယ်ရှားပြတ်နိုင်တယ်
နော်လောဘကိုဖယ်ရှားပြစ်ဖို့မိမိရဲ့နှလုံးသားထဲမှာလောဘရဲ့ဆန့်ကျင်ဘက်ဖယ်နိုင်တဲ့လောဘ anti attachment လို့ခေါ်တယ် attachment anti attachment နော်လောဘက attachment အလောဘကြတော့ anti attachment anti attachment ကိုနှလုံးသားထဲမှာတီးဆောက်လိုက်လို့ရှိရင် attachment ကကွာသွားရောနော်အဲ့ဒါကြတော့ဘာဖြစ်လာတော့ဆို generosity အားလုံးပေါ်မှာရေရောတယ်ခွဲဝေပေးနိုင်တယ်စိတ်ဓာတ်ကြီးမားလာတယ်သိမ့်ပိုက်ထားတာမရှိဘူးမရှိသည့်အတွက်ကြောင့်လက်လွတ်လိုက်ရလဲဘာမှမဖြစ်ဘူးဘောရီမလာဘူးလို့ဆိုဒေါသဆိုတဲ့အဆိုတရားကိုအဒေါသဆိုတဲ့ anti hatred ဒေါသက hatred အဒေါသကြတော့ anti hatred ဟောအဲ့ဒါကို hatred ကိုဖယ်ရှားစွန့်ပယ်နိုင်တဲ့သဘာဝတရားကိုအဒေါသလို့ခေါ်တယ်အဲ့ဒီအဒေါသကိုပဲမေတ္တာလို့ခေါ်တာနော်မြန်မာလူမျိုးတွေထဲမှာတော့မေတ္တာကတခြားနေရာသွားသုံးနေတာလည်းရှိသေးတယ်မေတ္တာရှိပါတယ်ဆိုတာမျိုးသုံးတာမျိုးရှိသေးတယ်ဟုတ်ကလားတကယ်မေတ္တာဆိုတဲ့သဘောတရားကဖြူစင်တယ်အဲ့ဒါလည်းပဲဘုရားဘာသာတွေအနေနဲ့မေတ္တာအစစ်အမှန်ကိုသိဖို့လိုတယ်နော်မေတ္တာကို loving kindness လို့အင်္ဂလိပ်လိုပြန်လေးရှိတယ် loving kindness ဒီပြန်ဆိုချက်ဟာတကယ်တော့ literal meaning နဲ့ဝေးနေသေးတယ်မမှန်သေးဘူးတကယ်ကမေတ္တာဆိုတာအလုံးကလေးတို့စဉ်းစားကြည့်မိတ္တမိတ်ဆွေဆိုတဲ့စကားလုံးကိုသိဘူးလားအေးမိတ္တဆိုတဲ့စကားလုံးကနေမေတ္တာဖြစ်လာတာမိတ္တဆိုတာမိတ်ဆွေမေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ် spirit of friend or attitude of a friend မိတ်ဆွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်ဒါဖြင့်မေတ္တာဆိုတာဘာကိုခေါ်တာတော့ကလေးတို့မှာမိတ်ဆွေတွေတန်ငယ်ချင်းတွေရှိတယ်အဲ့ဒီမိတ်ဆွေတန်ငယ်ချင်းတွေပေါ်မှာဘယ်လိုစိတ်ထားသလဲစဉ်းစားကြည့်လိုက်အဲ့ဒါမေတ္တာအစစ်ကိုတွေ့လိုက်မယ်တန်ငယ်ချင်းတွေပေါ်မှာဘယ်လိုထားတန်ငယ်ချင်းတွေတွေ့လာလို့ရှိရင်စားစေခြင်းနဲ့ပြောစေခြင်းနဲ့တူတူနေစေခြင်းနဲ့သူကြီးပွားတာကြိုက်တယ်ဆောင်းဝဲအောင်လာရင် congratulation လုပ်နိုင်တယ်မဖြစ်ဘူးလားမိတ်ဆွေဆိုလို့ရှိရင်အဲ့လိုစိတ်မထားနိုင်ဘူးလားအဲ့ဒီစိတ်ဓာတ်မျိုးကိုအကုန်လုံးပေါ်မှာထားနိုင်အောင်ကြိုးစားတာကိုမေတ္တာပွားတယ်လို့ပြောတာဟုတ်ကလားတတ္တဝါများစွာချမ်းသာကြပါစေဆိုတာဒီလိုပွားတာဟာဒါမိတ်ဆွေရဲ့စိတ်ဓာတ်ကိုမိတ်ဆွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးကိုအားလုံးပေါ်မှာထားနိုင်တာဒီလိုဆုပ်လို့တာနော်မိတ္တသဘုံဘုံတို့ပါဠိလိုပြောမယ်ဆိုရင်မိတ္တသအေးသာမေတ္တာမိတ္တသမိတ်ဆွေရဲ့အေးသာဥစ္စာဒီမေတ္တာမိတ်ဆွေရဲ့ဥစ္စာဆိုတာမိတ်ဆွေတွေပေါ်မှာရှိတဲ့မိတ်ဆွေတွေရဲ့သဘောထားလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အေးအဲ့ဒါကိုပဲအရောဓလို့ခေါ်တာအမောဟဆိုတာအသိပညာရှိလာလို့ရှိရင်မောဟကိုဖယ်ရှားပြစ်နိုင်တယ်ဒါမို့လို့မောဟကြတော့ delusion လှုပ်တဲ့မလှုပ်တဲ့နာကိုမသိဘူးတွေ့ဝေးနေတယ်အမောဟကြတော့ anti delusion delusion ကိုပယ်ဖြတ်နိုင်တဲ့သဘောတရားနော်အေးအဲ့ဒါမျိုးတွေကိုမကောင်းတဲ့အဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့သဘောတရားကိုဘာခေါ်တော့ကုသလကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်ရဲ့ဆန့်ကျင်မဲ့တရားကိုမှအကုသိုလ်လို့ဒီလိုပြောတာနော်အေးကုသိုလ်အကုသိုလ်ဆိုတာမိမိတို့ရဲ့စိတ်ထဲနှလုံးထဲမှာဖြစ်တာဖြစ်တော့ကြောင့်ကုသိုလ်ရတယ်ဆိုတာကဲလောဘကိုဖယ်ရှားနိုင်တဲ့အလောဘဖြစ်လာရင်ကုသိုလ်ရတယ်လို့ပြောတာနော်ဒေါသကိုဖယ်ရှားပြစ်နိုင်တဲ့အဒေါသမေတ္တာတရားကိုနှလုံးမှာဂိမ်းလို့ရှင်ကုသိုလ်ရတယ်လို့ပြောတာမောဟကိုဖယ်ရှားပြစ်နိုင်တဲ့အမောဟမိမိတို့ရဲ့နှလုံးသားထဲမှာရောက်လာလို့ရှင်ဒါကုသိုလ်ရတယ်လို့ပြောတာအိတ်တာကိုဖယ်ရှားပြစ်နိုင်တဲ့မုဒိတာတရားမိမိတို့တဏ္ဍာမှာရောက်ရှိလာတာကိုကုသိုလ်ရတယ်လို့ပြောတာအဲ့တော့ကုသိုလ်ရတယ်ဆိုတာအဲ့ဒါလိုပုံစံမျိုးရတာပါဆိုလိုတာကမကောင်းတဲ့သဘာဝတရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားတတ္တိတွေကိုယ့်ရဲ့နှလုံးထဲမှာရလာတာ
ဒါကြောင့်မို့တရားအားထုတ်တယ်ဆိုတာလေအဆိုးတွေကိုဖယ်ရှားပြီးတော့အကောင်းတွေမိမိရဲ့နှလုံးသားထဲမှာတည်ဆောက်နိုင်အောင်ကြိုးစားတာတဲ့နော်အဲ့ဒီအဆုံးအမတွေကဘုသူရဲ့အဆုံးအမတုံးဆိုတော့ဘုံဘုံတို့ကိုးကွယ်နေကြတဲ့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမတွေပါဟုတ်ကဲ့လားဗုဒ္ဓရဲ့အဆုံးအမတွေတိုင်းလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓဘာသာလို့ခေါ်တာအဲ့ဒီဗုဒ္ဓဘာသာသာသနာကိုမြတ်နိုးတယ်ဆိုတာအဲ့ဒီအဆုံးအမတွေကိုလိုက်နာကျင့်သုံးတာကိုပဲမြတ်နိုးတယ်လို့ပြောတယ်အေးကောင်းပြီကလေးတို့အနေနဲ့အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ tradition ကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဘုရားမြတ်စွာဆုံးမတော်မူတဲ့အတိုင်းမိမိရဲ့စိတ်ထဲနှလုံးထဲမှာမကောင်းတဲ့အဆိုးတရားတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားပြီးတော့ကောင်းတဲ့အဆိုးအကောင်းတရားတွေကိုတိဆောက်ပေးခြင်းဖြင့်အဆိုးတရားတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါလို့ကြိုးစားဖို့အတွက်ကလေးတို့မှာရှိတဲ့ရှိလိုက်တဲ့အရည်အသွေး၄ချက်ကိုမှတ်ထားကြပါအဲ့ဒါကိုဘုံဘုံတို့စာပေမှာအဋ္ဌိပါဒလို့လည်းခေါ်တယ်အဓိပတိလို့လည်းခေါ်တယ်အဲ့ဒါ၄မျိုးရှိတယ်အဋ္ဌိပါဒဆိုတာအဋ္ဌိဆိုတာအောင်မြင်ခြင်းကြီးပွားခြင်းအစွမ်းတကူပါဒကအကြောင်းတရားလောကမှာတကူကြီးတယ်အစွမ်းထက်တယ်ဆိုတာဒီအဲ့ဒီအစွမ်းထက်ခြင်းရဲ့အကြောင်းတရား၄မျိုးအဓိပတိဆိုတာလွှမ်းမိုးကြီးစိုးနိုင်တဲ့အရာလို့ဆိုလို့အဲ့ဒါကဘာလို့ဆိုရင်သန္တာပါတယ်တော့သန္တာဆိုတာဗမာစကားမှာလည်းရှိနေသည့်အတွက်ကြောင့်ကလေးတို့အားလုံးနားလည်ပြီးသားနော်သန္တာဆိုတာဘာတော့သန္တာဆိုတာလိုချင်တာဆိုလောဘနဲ့ရောမနေဘူးလားသန္တာဆိုတာကဲကလေးတို့တရားအထုတ်ချင်တာနဲ့ပွဲကြည့်ချင်တာတူလားမတူဘူးလားပွဲကြည့်ချင်တာကလောဘတရားအထုတ်ချင်တာကသန္တာဆိုတာကိုသိမ့်ပိုက်ဖို့မဟုတ်ဘူးဟုတ်ကဲ့လားကလေးတို့လှူချင်တယ်တန်းချင်တယ်ခိုချင်တရားတွေထိမ့်သိမ့်ချင်တယ်အဲ့ဒါကသန္တာပြောချင်တယ်ပါချင်တယ်ဆိုတာတွေကကိုယ့်အတွက်အာယုံခံစားဖို့လိုချင်တာတွေကလောဘဟုတ်ကဲ့လားမျက်စိနဲ့ကြည့်ပြီးတော့အပျော်ကိုမရှာဘူးလားနားနဲ့နားထောင်ပြီးတော့အပျော်ကိုရှာတယ်လေတခြင်းလေးနားထောင်ပြီးတော့ပျော်တာကိုရှာတယ်နော်နှာခေါင်းနဲ့မွှေးကြိုင်လေးတွေကိုနမ်းရှုပြီးပျော်ရွှင်မှုကိုရှာတယ်လျှာနဲ့ကောင်းတဲ့အရာသာလေးတွေကိုစားပြီးတော့ပျော်ရွှင်မှုကိုရှာတယ်အဲ့ဒါလို့ပျော်ရွှင်မှုကိုလိုချင်တဲ့ desire ကြတော့လောဘလို့ခေါ်တယ်ဆန္ဒကြတော့အဲ့လိုမဟုတ် wish to do လုပ်ချင်တယ်အများကောင်းကျိုးဆောင်ရွက်ချင်တယ်ဥပုသ်ဆောင်ခြင်းနဲ့တရားနာခြင်းနဲ့ပညာရှာခြင်းနဲ့အတတ်တတ်ခြင်းနဲ့ဟုတ်လားပညာတွေတတ်ခြင်းနဲ့ဒါတွေကြတော့ဆန္ဒလို့ခေါ်တယ်နော်အဲ့ဒီဆန္ဒမရှိဘဲနဲ့မအောင်မြင်နိုင်ဘူးဒါကြောင့်မို့ဆန္ဒက wish to do ဘယ်လိုပြန်မလဲ wish to do ကောင်းတဲ့လုပ်ငန်းတွေကိုလုပ်ချင်တာ wish to do ဟုတ်လားအဲ့ဒီ wish to do ဆိုတဲ့ဆန္ဒဟာကဲမှတ်ထားဖို့ရက sun makes the impossible possible ဆန္ဒ makes the impossible possible ဆန္ဒတရားသည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ်တဲ့ဟုတ်ကဲ့လားဆန္ဒရှိလာလို့ရှင်မဖြစ်နိုင်တဲ့အရာလို့မရှိဘူးဖြစ်နိုင်ဒါကြောင့်မို့လို့ဆန္ဒ makes the impossible possible impossible possible ဖြစ်အောင်လုပ်မယ်ဟုတ်ကဲ့လားကဲဆန္ဒလေးတွေရှိုံနဲ့မပြီးသေးဘူးနောက်ကတကယ်လက်တွေ့အကောင်ထည်ဖို့လိုတယ်တကယ်လုပ်ဖို့လိုတယ်အဲ့ဒါကိုဝီရိယလို့ခေါ်တယ်အဲ့ဒီဝီရိယကလည်းပဲအင်္ဂလိပ်လိုတော့ effort energy effort makes the impossible possible effort makes the impossible possible ဝီရိယသည်မဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်အောင်လုပ်တယ်ဟုတ်ကဲ့လားကဲဆန္ဒရှိပြီးတော့နောက်ကလုံလရှိရရှိလာတဲ့အခါစိတ်ဓာတ်ခိုင်မာဖို့လည်းလိုသေးတယ်စိ
စိတ်ဓာတ်ပြော့ညံ့နေတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်ဘူးဆိုလို့ရှိရင်လုံးဝလျှော့သွားတတ်တယ်အဲ့ဒါကြောင့်မို့လို့ဒီတာမိုင်းဖြစ်တဲ့စိတ်ဓာတ်မျိုးခိုင်မာတဲ့စိတ်ဓာတ်မျိုးရှိဖို့လိုသေးတယ်အဲ့ဒါကြောင့်မို့လို့ဒီ mind makes the impossible possible mind ကလည်းအမှန်တန်လိုသေးတယ်ဟုတ်ကလား mind makes the impossible possible ခိုင်မာတဲ့စိတ်ဓာတ်ဒီမဖြစ်သေးတာကိုဖြစ်အောင်လုပ်နိုင်တယ်ကဲနောက်တစ်ခုကဝိမာန်တဆိုတာအဆင်ခြင်ပညာဘယ်ရာဖြစ်ဖြစ်ဘယ်လိုလုပ်သင့်တယ်မလုပ်သင့်ဘူးခွဲခြားသိတယ်လုပ်သင့်တာကိုလည်းဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ဝေကိုသိတယ်အဲ့ဒါမျိုးကိုဝိမာန်တအရာရာမှာစူးစမ်းဆင်ခြင်ပြီးတော့လုပ်တာကိုဝိမာန်တလို့ခေါ်တယ်အဲ့ဒီဝိမာန်တဆိုတဲ့ knowledge ပဲဆိုတော့ knowledge makes the impossible possible ဒီလက်ဟာအမတန်မှရေးကြည့်တယ်နံပါတ်1ကဘာတော့ဆန္ဒနံပါတ်2ကနံပါတ်3ကစိတ်ဓာတ်နံပါတ်3ကစိတ်ဓာတ်နံပါတ်4ကပညာအဲ့ဒီ4ချက်ပေါင်းစပ်မိသွားလို့ရှိရင်ကလေးတို့ဘဝဘာဖြစ်ချင်တယ်လဲဖြစ်ချင်တာတွေအကုန်လုံး makes the impossible possible ဖြစ်နိုင်တာတွေအကုန်ဖြစ်တယ်လို့ဒါကိုအဋ္ဌိပတ်4ပါးလို့ခေါ်ပါတယ်ဟုတ်ကလားအဲ့ဒီအဋ္ဌိပတ်4ပါးကိုမိမိရဲ့တဏ္ဍာမှာရင့်ကျက်လာအောင်စွမ်းဆောင်ပြီးတော့ကြိုးစားကြမယ်ဆိုလို့ရှိရင်ဘဝမှာတိုးတက်အောင်မြင်မှုကိုရမှာမလွဲဧကံဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးသောဒီကလေးတို့မိမိတို့ရဲ့ဘဝမှာတိုးတက်မြင့်မားပြီးအောင်မြင်တဲ့ဘဝခရီးကိုရှောင်လန်းနိုင်ကြပါစေလို့အဲ့ဒါကောင်းပြီတိတ်တိတ်လေးနေပါကဲ keep it silence is syllabus နော်ဘုံကပြင်လိုက်ပါပဲ silver မဟုတ် golden ကဲတိတ်ဆိတ်ငြိမ်သက်ပြီးတော့ဖရာအလောင်းတော်များဟာကိုယ်ဘယ်လိုပဲစိတ်ဆိုးအောင်လုပ်လို့မလုပ်ဘယ်လိုပဲစိတ်ဆိုးအောင်လုပ်လို့စိတ်မဆိုးရအောင်ထိမ့်သိမ့်နိုင်တဲ့တရားကိုခန္တီလို့ခေါ်တယ်ခန္တီဆိုတာကစွမ်းရည်တတ္တိတစ်မျိုးပဲခန္တီရဲ့အဓိပ္ပာယ်ကစွမ်းရည်တတ္တိ ability လို့ပြောတာအင်္ဂလိပ်လိုပြောမယ်ဆိုရင်ခန္တီကို forbearance တို့ patience တို့ဒီလိုပြောတာသို့တော့လူတွေက patience ရဲ့အဓိပ္ပာယ်အပြည့်အစုံမသိကြဘူးသိခံတယ်ဆိုတာမနိုင်လို့ငုံခံနေတယ်မနိုင်လို့သိခံခြင်းမျိုးတွေပဲများတယ်အဲ့ဒါခန္တီကိုမဖြစ်ဘူးခန္တီဆိုတာပင်ကိုယ်စိတ်အနေထားလေးပြည့်ရွံ့မသွားအောင်ထိမ့်သိမ့်နိုင်တဲ့စွမ်းအားတတ္တိတစ်ခုကိုခန္တီလို့ခေါ်ပါတယ် ability to maintain normal position အဲ့ဒါမှခန္တီအစစ် patient တို့ forbearance တို့ဆိုတာအပေါ်ယံလေးတင်ပြောတာနော် be patient မင်းပြန်ပြောမနေနဲ့ငုံသွားမှမလို့ဒါပဲစိတ်ထဲကတော့ဘလောင်ဆူးနဲ့ဘန်းနှင်းဖြစ်နေအဲ့ဒါခန္တီမဟုတ်ဘူးခန္တီမဟုတ်စိတ်ထဲကတော့မကြည်မနှက်တွေဖြစ်တယ်ဒါပဲပြန်တော့မပြောဘူးငုံခံနေအဲ့ဒါခန္တီမဟုတ်ဘူးအဲ့တော့ကိုယ်ကိုလာစော်ကားတဲ့လူတစ်ယောက်ကိုဆိုပါတော့တန်ငယ်ချင်းနှစ်ယောက်ဟာရီမောစကားပြောနေကြတယ်အဲ့မှာတစ်ယောက်ကရောက်လာပြီးတော့ဆဲလိုက်တဲ့အခါအဲ့ဒီရီမောနေတဲ့ပျော်ရွှင်မှုတွေပျောက်သွားလားမပျောက်ဘူးလားပျောက်သွားရင်အဲ့ဒီပုဂ္ဂိုလ်တွေကပြန်မပြောရင်ခန္တီမရှိဘူးလို့ပြောရမယ်နော်သူတို့မှအည်ချင်းမရှိခန္တီဆိုတဲ့တရားသူတို့မှမရှိဘူးခန္တီရှိလို့ရှိရင်ပြောနေတဲ့ပြုံးနေတဲ့အနေထားမပြတ်မသွားဘူးအဲ့ဒါမှခန္တီအစစ်ပေါ့ရေထဲမှာခဲချလိုက်လို့ရှိရင်ရေကလှိုင်းနေထမသွားဘူးလားမြေကြီးပေါ်ခဲချလို့ရှိရင်မြေကြီးကလှိုင်းထသလားအေးမြေကြီးကလှိုင်းမထသလိုပဲခုနက
တယောက်ယောက်ကလာပြီးတော့ခုနပျော်ရွှင်စွာနေတဲ့တကယ်ချင်း2ယောက်ကြားမှာဝင်ပြီးတော့တယောက်ယောက်ကနေလာနှောက်ယှက်လိုက်လို့2ယောက်စလုံးရဲ့ပျော်ရွှင်မှုတွေပြက်ပြားသွားပြီဆိုလို့ရှိရင်တော့ဒါခန္တီပြက်သွားတယ်မပြက်ပြားအောင်မလုပ်အောင်မလုပ်ဆိုရင်ခန္တီပဲဆွဲဆွဲမြဲမြဲတည်ဆောက်ရမယ်ခန္တီတရားကိုမိမိလက်ကင်ထားရမယ်ခန္တီတရားလက်ကင်မထားဘဲနဲ့မေတ္တာပို့ဖို့ကြိုးစားဖို့မလွယ်ပါဘူးဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့မေတ္တာဆိုတာပထမဆုံးကိုယ်ကိုမှအခြေတည်ပြီးတော့ကိုယ့်ရဲ့မိတ်ဆွေအပေါ်မှာမေတ္တာဟာ cultivate လုပ်ရတယ်ပြိုးရတယ်မုန်းတဲ့လူပေါ်မှာမေတ္တာပြိုးလို့မရဘူးစပြိုးတဲ့မေတ္တာတရားဒီပုဂ္ဂိုလ်၄မျိုးခွဲရတယ်မိမိကိုယ်ရဲ့မိမိနဲ့ခင်မင်တဲ့မိတ်ဆွေရဲ့ယောက်ျားဆိုယောက်ျားလေးချင်းမိန်းမဆိုမိန်းမလေးချင်းခင်မင်တဲ့မိတ်ဆွေရဲ့နံပါတ်2ကခင်လည်းမခင်မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ရဲ့နံပါတ်4ကရန်သူရဲ့အဲ့ဒီ၄မျိုးရှိတဲ့ထဲမှာမေတ္တာပြုတဲ့အခါမှာမိမိကိုယ်ကိုတော့ compare လုပ်ဖို့အတွက်မိမိကိုယ်ကိုမေတ္တာခဏပွားကိုယ်ပဲလုပ်ပြီးတဲ့အခါမှာမိမိနဲ့ခင်မင်တဲ့မိတ်ဆွေပေါ်မှာမေတ္တာပြုရမယ်ရန်သူပေါ်မှာလည်းတော့မပြုရဘူးကိုယ်နဲ့မုန်းလည်းမမုန်းချစ်လည်းမချစ်တဲ့တာမန်ပုဂ္ဂိုလ်ပေါ်မှာလည်းမပြိုးရဘူးမေတ္တာစပြိုးတာဟာကိုယ်နဲ့အမတန်ခင်မင်တဲ့မိတ်ဆွေပေါ်မှာမေတ္တာစပြိုးရမယ်အဲ့ဒါလို့မေတ္တာပြိုးလို့ခိုင်မာလာပြီဆိုတဲ့အခါကျတော့မှမချစ်မမုန်းတဲ့ပုဂ္ဂိုလ်ထံမှာမေတ္တာပြိုးရမယ်အဲ့ဒီပေါ်မှာခိုင်မာလာပြီဆိုမှကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမေတ္တာကို transfer လုပ်ရမယ် transplantation လုပ်ရမယ် transplantation လုပ်လို့မအောင်မြင်ဘူးကိုယ်မေတ္တာဟာအမုန်းတရားဟာဝင်လာပြန်ပြီဆိုရင်ပြန်ခဲ့အောင်ကိုယ်စီကိုပြန်ပြီးတော့ခိုင်အောင်လုပ်အောင်နော်အခိုင်အမာတိဆောက်ပြီးတော့မှမေတ္တာပွားလို့ရတယ်နော်အဲ့တော့ဒီတရားတွေဟာလေ့ကျင့်ယူရမယ့်တရားဖြစ်သည့်အတွက်ကြောင့်အဓိကနံပါတ်1ကခန္တီတရားကိုမိမိစိတ်ထဲမှာကြိုးစားပြီးတော့တိဆောက်ထားဖို့ထို့သောတိဆောက်ထားမှသာမေတ္တာပွားလို့ရတယ်ပွားထားတဲ့မေတ္တာတရားဟာလည်းခိုင်မာတယ်လို့ဒီလိုမှတ်ရမှာပါနော်မြတ်စွာဘုရားအဘိဓမ္မာတရားဟောလို့မြတ်စွာဘုရားရဲ့အလောင်းဟာမိခင်ရဲ့နှုတ်ကိုဆို့တဲ့အခါမှာနှလုံးကလုံးဆို့သလားတစ်လုံးလုံးဆို့တစ်လုံးပဲဆို့သလားဘယ်သူသိအဲ့တော့ညာဘက်ကဟာဆို့သလားဘယ်ဘက်ကဟာဆို့သလားလို့အမှတ်တမ်းရှိဘူးနော်ဘုံပြောချင်တာကတော့โอเคဘုံပြောချင်တာကတော့အဲ့ဒီစကားဟာစာလာပေလာစကားမဟုတ်ပါဘူးအရက်ထဲမှာအလွတ်ပြောတဲ့စကားပါမြတ်စွာဘုရားရဲ့တရားအစ်စ်ကိုဘုံပြောပြပါမယ်မြတ်စွာဘုရားဟာမိဘကျေးဇူးအလွန်ကြီးတယ်တာမန်ဆက်လို့မကြေဘူးဘယ်လိုနည်းနဲ့ဆိုင်ရင်မကြေတုံးဆိုလို့ရှိရင်မြတ်စွာဘုရားကဥပမာတစ်ခုပြောပါတယ်ဒါတစ်သက်လုံးတာဝန်ယူတဲ့သဘောပါအမေကိုလက်ရပခုံးတဲ့မှာအဖေကိုလက်ဝဲပခုံးတဲ့မှာတင်ထားအသက်တရားရှိတဲ့သားသမီးဟာအသက်တရားပတ်လုံးအနှစ်တရားပတ်လုံးအမေအဖေကိုပခုံးပေါ်မှာထမ်းပြီးတော့လှုပ်ကြွေးပြုစုတောင်မှမိဘရဲ့ခြေဆုမကုန်ပါဘူးလို့ဒီလိုဟောပါတယ်အင်္ဂုတ္တထဲမှာဒီသုတ်တန်ရှိပါတယ်နော်အဲ့တော့ခြေတဲ့နီးမရှိဘူးလားလို့ဆိုလို့ရှိရင်ခြေတဲ့နီးရှိတယ်ဥပုပ်စောင်းတဲ့ဥပုပ်မစောင်းတဲ့အမေကိုဥပုပ်စေရရောက်အောင်ဆွဲခေါ်သွားမယ်နော်ဖះရှိမခိုးသေးတဲ့အမေအဖေကိုဖះရှိခိုးအောင်လုပ်ပေးမယ်ကိုကျင့်တရားမရှိသေးတဲ့အမေကိုကျင့်တရားရှိလာအောင်အသိပညာနည်းနေသေးတဲ့အမေကိုအသိပညာရှိအောင်ဓမ္မနဲ့ကျေးဇူးဆိုင်ရင်တော့ခြေတယ်လို့ဟောပါတယ်နို့ကိုတစ်လုံးဘိုးနှလုံးဘိုးဒီလိုမရှိပါဘူးနော်ဟုတ်ပလားဘုရားဘာသာဟာကိုအားကိုပြီးတော့အမှန်တရားကိုရှာတဲ့ဘာသာတရားတစ်ခုဖြစ်ပါတယ်ဘုံတစ်ခုပြောပြမယ်လောကမှာဘာသာတရားတွေမျိုးကွဲသွားတာဘာသာတရားတွေကွဲသွားတာဟာအကြောင်းရှာရင်းကနေကွဲသွားကြတာအကြောင်းရှာတဲ့အခါမှာရှားပုံရှားနည်းတွေအကြောင်းတွေ့ပုံတွေ့နည်းတွေကွဲသွားကြတယ်အဲ့တော့ဒါလေးကိုနည်းနည်းရှင်းပြောရမယ်ဆိုလို့ရှိရင်တချို့ကကမ္ဘာလောကကြီးကိုကမ္ဘာလောကကြီးကလူတွေဟာဘာကြောင့်ဖြစ်လာသလဲကမ္ဘာလောကကြီးကဘာကြောင့်ပေါ်ပေါက်လာသလဲဆိုအကြောင်းကိုရှာတယ်
အဲ့လိုအကြောင်းရှာတဲ့အခါကျတော့ခရစ်ယာန်စတဲ့ဒီတခြားဘာသာတွေကဘယ်လိုပြောတော့ဆိုရင်ထာဝရဘုရားဖန်ဆင်းလို့ဖြစ်လာတာလို့ဆိုပြီးဒါသူတို့အကြောင်းရှာလိုက်တဲ့အခါထာဝရဘုရားကိုအကြောင်းအဖြစ်သတ်မှတ်ပြီးတော့ထာဝရဘုရားဖန်ဆင်းလို့ဖြစ်တာဒါအကြောင်းတစ်ခုကွဲသွားတယ်နောက်သူနဲ့ဆန့်ကျင်ပြီးတော့အခြားအကြောင်းတစ်ခုရှာတဲ့ပုဂ္ဂိုလ်ကဘာတော့ဟိုထာဝရဘုရားဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးသူကသူဖြစ်ခြင်းလို့ဖြစ်တာဒါအဟိတုကဝါဒလို့ခေါ်တယ်သူကသူဖြစ်ခြင်းလို့ဖြစ်တာပါအကြောင်းကြောင့်ဖြစ်တာမဟုတ်ဘူးလို့ရုပ်ဝါဒီသမားတွေကအဲ့ဒါလို့ယူဆတယ်ဗုဒ္ဓဘာသာကြတော့လောကမှာတတ္တဝါတွေဟာဘာကြောင့်ဖြစ်တာတုံးဆိုရင်မိမိတို့ပြုလုပ်တဲ့ကံတရားတွေပေါ်မှာအခြေခံပြီးတော့ဖြစ်နေတယ်ကမ္ဘာလောကကြီးဟာဥဒုလို့ဆိုတဲ့အပူအေးအပူဓာတ်ကိုအကြောင်းပြုပြီးတော့ဥဒုကိုအကြောင်းပြုပြီးတော့ကမ္ဘာလောကကြီးဟာတတ္တဝါတွေနဲ့ကံနဲ့ဆက်ပြီးတော့ဖြစ်ပြနေတယ်အကြောင်းရှာပုံချင်းမတူဘူးမတူတော့ဘုန်းဘုန်းတို့ပြောရမှာကတော့ဘုရားဘာသာဟာအကြောင်းအကျိုးအစစ်မှန်ရှာပြီးတော့အမှန်တရားကိုလက်တွေ့လိုက်နာကျင့်သုံးတဲ့ဘာသာတရားဖြစ်ပါတယ်ဆူတောင်းပြီးတော့ကောင်းကျိုးချမ်းသာရှာတဲ့ဘာသာမဟုတ်ပါဘူးလက်တွေ့ကျင့်သုံးပြီးတော့အမှန်တရားအစစ်မှန်အကြောင်းမှန်အကျိုးမှန်ကိုရှာကြံတဲ့ဘာသာဖြစ်ပြီးတော့အကြောင်းတရားကိုဖယ်ရှားပြစ်ခြင်းဖြင့်အကျိုးတရားတွေဆိုတော့အကြောင်းရှိနေသေးသမျှအကျိုးကရှိနေမယ်အကျိုးကိုမလိုချင်ဘူးဆိုရင်အကြောင်းကိုဖယ်ဖို့ပဲရှိတယ်အဲ့တော့မကောင်းတဲ့အကျိုးတရားတွေဖြစ်ပေါ်နေရင်မကောင်းတဲ့အကြောင်းတရားကိုဖယ်ရှားပြရမယ်ကောင်းတဲ့အကျိုးတရားတွေကိုလိုလားလို့ရှိရင်ကောင်းတဲ့အကျိုးတရားကိုအကြောင်းတရားကိုတည်ဆောက်ရမယ်ဆိုတဲ့ဘာသာတရားဖြစ်ပါတယ်လို့ဒီလိုဖြေလို့ရှိရင်တော့တဏှီအဖြစ်ဘယ်သူမှမထိခိုက်တဲ့အဖြေဖြစ်ပါလိမ့်မယ်နော်အဲ့ဒါဝါဒနဲ့ပတ်သက်ပြီးတော့တတ်တလွတ်စားခြင်းမစားခြင်းဟာဘုရားမြတ်စွာကတတ်တလွတ်ကို၅ပါးသီလတည်းလည်းမထည့်ခဲ့ဘူး၈ပါးသီလတည်းလည်းမထည့်ခဲ့ဘူး10ပါးသီလတည်းလည်းမထည့်ခဲ့ဘူးယဟန်တော်များကျင့်ရတဲ့ဒုတင်ကျင့်ဝတ်တွေလည်းတတ်တလွတ်မထည့်ခဲ့ဘူးတတ်တလွတ်စားခြင်းမစားခြင်းတဲ့အစာအာဟာရပေါ်မှာတွေ့တာတဲ့ရတ္တတဏှာကိုပယ်တာကအဓိကဖြစ်ပါတယ်တတ်တလွတ်စားတာမစားတာအဓိကမဟုတ်ပါဘူးတချို့ကပြောကြတယ်စားတဲ့လူနဲ့တတ်တဲ့လူအိန္ဒိယမှာဂျိုင်းနှစ်စင်းရှိတယ်ဒီကနေ့မှာအိန္ဒိယနိုင်ငံမှာရှိတယ်ဂျိန်းဝါဒဆိုတာလေဂျိန်းဝါဒအလိုရလို့ရှိရင်အသားစားတဲ့လူနဲ့တတ်တဲ့လူဟာတဝက်စီခံရတယ်50-50တဲ့သူကဲကလေးတို့စဉ်းစားကြည့်ပေါ့တတ်တဲ့စိတ်နဲ့စားတဲ့စိတ်တူမတူမတူလို့ရှိရင်အကျိုးတူရမယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့စားတဲ့အခါမှာအသားပဲစားစားတတ်တလွတ်ပဲစားစားအစာအာဟာရပေါ်မှာတွေ့တာတဲ့ရတ္တတဏှာကိုဖယ်ရှားစားဖို့မြတ်စွာဘုရားကဒီလိုဟောပါတယ်အသားစားယုံတက်တက်နဲ့တော့ငရဲမရှိပါဘူးတဲ့သို့တော်လည်းကြက်သားဟင်းစားပြီးတော့အေးကြက်တွေများများမွေးပြီးတော့များများရောင်းကြပါစေလို့တော့ဆုမတောင်းနဲ့အဲ့ဒါဆိုရင်တော့ပါသွားမယ်ဆိုလိုတာကဗုဒ္ဓမြတ်စွာက intentionally မဖြစ်ဖို့လိုတယ်နော်အစားကိုအစားအနေနဲ့တော့စားလို့ရတယ်သို့တော့ခုနကအယူအမဲသားကျွေးပြီးနွားမြင်နိုင်လိုက်လက်ညှိုးထိုးဆိုတာမျိုးဖြစ်ရင်တော့အဲ့ဒါငရဲကြီးတယ်အဲ့ဒါဆိုရင်တော့အဲ့ဒါလို့မဖြစ်ဖို့လိုတယ်မြတ်စွာဘုရားကဘယ်အရာပဲဖြစ်ဖြစ်အစွန်းမရောက်ဘူးဘုရားမြတ်စွာကအစွန်းရောက်တဲ့အကျင့်ကိုဘယ်တော့မှမကျင့်ဘူးအလယ်လက်ကသွားတာမြတ်စွာဘုရားရဲ့အကျင့်ဟာအလုံးသိတဲ့အတိုင်းမစ္စည်းမပฏิပဒါလို့ခေါ်တယ် middle way နဲ့သွားတာအစွန်းရောက်လို့မရဘူးเนาะအဲ့ဒါကြောင့်မို့လို့တတ်တလွတ်စားတာဟာကုသိုလ်ရသလားလောဘနဲ့စားရင်တတ်တလွတ်စားအသားစားအကုသိုလ်ပဲဖြစ်တယ်အစာအာဟာရအနေနဲ့ဆင်ញင်ပြီးတော့ဘုန်းကြီးတွေဆင်ញင်ရတယ်မဟုတ်လားဤသည့်စားဝဲအမဲမဲကိုမြူးရွယ်မှန်ကြလှပရည်စင်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြဓာတ်ဆောင်ဤကိုကောင်းသည်ရှီအောင်တည်လျက်အသက်မြတံမမောပညာဖရာသာသနာကျင့်တဲ့ရှာကိုကျင့်ပါနိုင်စေဝေဒနာဟောင်းတဲ့မဖြစ်စေရရပိုင်းမြတ်လေခတ်သိမ်းဖြစ်ကိုမဖြစ်လျောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါသည်
ဒါလိုဆင်ញင်စားရမယ်လို့ဆိုလို့ဆင်ញင်စားရင်လောဘမဖြစ်ဘူးလောဘမဖြစ်ရင်အကုသိုလ်မဖြစ်ဘူးအစာအာဟာရဟာသဗ္ဗိတ္တအာဟာရထိတိကာဆိုတဲ့အတိုင်းမိမိနဲ့သင့်တဲ့အစာအာဟာရဆိုစားခွင့်ရှိပါတယ်တတ္တလွတ်ရဲ့အသားရဲ့ဒီလိုမဟုတ်ပါဘူးဘယ်အရာပဲစားစားလောဘမဖြစ်အောင်စားလို့ရှိရင်ကုသိုလ်ရပါတယ်လောဘဖြစ်အောင်စားရင်တတ္တလွတ်စားလည်းပဲကုသိုလ်မရဘူးနော်တတ္တလွတ်ဖြစ်ဖို့ရာကလူတွေကအစားလောက်တင်တတိထားနေကြတာတရေပနက်စီးတာလဲစားတာနဲ့တူတူပဲမဟုတ်ဘူးလားတရေအိတ်ကိုင်လည်းပဲတတ္တဝါတွေရဲ့အသားနဲ့ဆက်နေတာပဲဒါတွေကနော်အဲ့တော့အပြစ်ရှိမယ်ဆိုလို့ရှိရင်အကုန်လုံးရှိเสียတွေကြည့်ပါပဲတတ္တလွတ်မှမဟုတ်ဘူးဒါကြောင့်မလို့ vegetarian ဆိုတဲ့နေရာမှာ VG ဆိုတာရှိတယ် VG ဆိုတာတိရစ္ဆာန်နဲ့ပတ်သက်တဲ့ဆိုဘာမှမလုပ်ဘူးချောင်းတယ်တရေအိတ်မကင်ဘူးတရေဖနက်မစားဘူးနော်သုံးမွေးအင်ကြီးမဟုတ်ဘူးစသဖြင့်အကုန်လုံးအဲ့ဒါတွေအဲ့ဒီတတ္တလွတ်တွေပါရှိသေးတယ်အဲ့ဒါ VG လို့ခေါ်တယ် vegetarian မဟုတ် VG ဖြစ်အောင်ရှိသေးတယ်နော်အဲ့တော့အတိတ်တွေကတော့ခုလောဘဖြစ်သလားမဖြစ်ဘူးလားကိုယ်စိတ်ထဲမှာပဲရှိတယ်နော်ကိုယ်ထဲမှာပဲရှိတယ်ကိုယ့်ဘက်ကိုဆင်ញင်စဉ်းစားပြီးတော့ဟိုတည်းဖြစ်မယ်ဆိုရင်အကုသိုလ်မဖြစ်ပါဘူးအေးတတ္တလွတ်တော့စားတယ်တချို့ကတတ္တလွတ်စားပြီးတော့ဘာလို့တုံးဆိုကြက်သားဓုတွေဝက်သားဓုတွေလှုပ်စားနေတာရှိသေးတယ်ဟုတ်တယ်အသားဓုတွေလှုပ်စားနေတာအဲ့ဒါကတတ္တလွတ်အလွန်ပြေလို့ခေါ်တယ်အဲ့ဒါလို့အလွန်ပြေတတ္တလွတ်ဆိုလို့ရှိရင်တော့အဲ့ဒါ attachment ရှိနေရင်အကုသိုလ်ဖြစ်မှာပဲဒါကတော့အဲ့ဒါလိုပဲမှတ်ရမှာပါဒီကောင်းပြီသဗ္ဗေသင်္ခါရအနိစ္စနတ္ထိဇာတတအမရဏံမွေးလာတဲ့ပုဂ္ဂိုလ်မသေးတာမရှိဘူးဆိုတော့ဒီအရှင်မြတ်ကြီးနှစ်ပါးလည်းမရှိတော့ပါဘူးလူတိုင်းတဏ္ဍာလုံးကုသိုလ်တွေရနေဖို့ရဆိုတာ impossible ကုသိုလ်ဆိုတာကတော့ individual လို့ခေါ်တယ်ကုသိုလ်အကုသိုလ်တွေက individual personal affair ပေါ့လူတိုင်းကြိုးစားဖို့လိုတာတော့ကိုယ့်ရဲ့စိတ်ကလေးကိုအမြဲတမ်းလောဘဖြစ်လာရင်မဖြစ်အောင်ဒေါသဖြစ်လာရင်မဖြစ်အောင်မောဟဖြစ်လာလို့ရှိရင်မဖြစ်အောင်ပယ်ရှားနိုင်ဖို့ကြိုးစားရမယ်မဖြစ်အောင်ထိန်းသိမ်းရမယ်အဲ့ဒါလို့ဆိုလို့ရှိရင်တော့ကုသိုလ်ရကြမှာပါအဲ့လိုမဟုတ်ဘဲနဲ့အကြောင်းအားလျော်သောလောဘဖြစ်လည်းပဲဖြစ်ခွင့်ပေးလိုက်တယ်ဒေါသဖြစ်လည်းဖြစ်ခွင့်ပေးလိုက်တယ်မောဟဖြစ်လည်းပဲဖြစ်ခွင့်ပေးလိုက်တယ်ဆိုရင်တော့အကုသိုလ်တွေပဲဖြစ်နေမှာပါအဲ့တော့အကုသိုလ်မဖြစ်တဲ့လူဆိုတာလည်းမရှိဘူးကုသိုလ်ကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးပုထုဇဉ်တွေထဲမှာယဟန္တာဖြစ်သွားလို့ရှိရင်ကုသိုလ်ဆိုတာလည်းမလာတော့ဘူးအဲ့ကြတော့ကုသိုလ်တွေကြီးဖြစ်နေသည့်အတွက်ကြောင့်အကုသိုလ်ဆိုတာလည်းမလာတော့ဘူးအဲ့ဒီအဆင့်ရောက်မှကုသိုလ်ကြီးပဲရနိုင်တယ်အဆင့်ကတော့နောက်ဆုံးအကုသိုလ်တွေကုန်သွားမှပဲကုသိုလ်နဲ့အကုသိုလ်ဟာသူကအမြဲတမ်းတွဲဘက်ပေါ့အကုသိုလ်ရှိနေသေးသမျှကုသိုလ်ရှိနေအောင်ပဲကုသိုလ်ရှိနေသေးသမျှဆန့်ကျင်မဲ့အကုသိုလ်ကလည်းရှိနေအောင်မှာပဲအဲ့တော့နည်းအောင်လုပ်လို့ရတယ်လုံးဝဖယ်ရှားပြစ်အောင်ကြိုးစားလို့ရတယ်နောက်ဆုံးအကုသိုလ်အားလုံးကိုဖယ်ရှားပြစ်နိုင်တဲ့ကုသိုလ်ကတော့အရဟတမေကုသိုလ်လို့ခေါ်ပါတယ်အဲ့ဒီအရဟတမေကုသိုလ်ရောက်ပြီးတဲ့နောက်မှာတော့နောက်ပိုင်းမှာအကုသိုလ်မဖြစ်တော့ဘူးအကုသိုလ်မဖြစ်သည့်အတွက်ကြောင့်အကုသိုလ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပယ်တတ်နိုင်တဲ့ကုသိုလ်ဆိုတာလည်းမရှိတော့ယောဂပျောက်သွားရင်ဆေးမလိုတော့သလိုပါပဲအကုသိုလ်နဲ့ယောဂနဲ့တူတယ်ကုသိုလ်နဲ့ဆေးဝါးနဲ့တူပါတယ်ယောဂရှိနေသေးလို့ရှင်ဆေးတောက်ဖို့လိုမှာပါယောဂပျောက်သွားရင်ဆေးတောက်ဖို့မလိုတော့ဘူးဒါကြောင့်မို့ယဟန္တာတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်ကိုကရိယာလို့ပဲခေါ်တယ်ကုသိုလ်လို့မခေါ်တော့ဘူးเนาะအဲ့ဒါလို့တော့ရနိုင်ပါ